သူတို့ရဲ့အနီးနားကိုမဆိုးထားနဲ့သူတို့ပိုင်နန္ဒာရောက်တာနဲ့ရံပြုတ်မယ်တိုက်ခိုက်မယ်အသက်ဆုံးရှုံးလောက်အထိအန်ဒီရရှိလို့အစိုးရကတော့မသွားဘူးအမိန့်ထုတ်ထားတဲ့နေရာဟုတ်ပါတယ်ဒီနေရာလေးကတော့တောရင်းလူရမျိုးနွယ်စုတွေရှိတဲ့လူသားစားကျွန်းတို့တောင်ခေါ်တဲ့နေရာပါဒီကျွန်းကိုတော့ North Sandy ရဲ့ Iceland လို့ခေါ်ပြီးမြန်မာနိုင်ငံကိုကျွန်းနဲ့လည်းတိတ်မဝေးလာတဲ့အရက်ပါဘင်္ဂလားပင်လယ်အော်အတွင်းတည်ရှိပြီးအိန္ဒိယရဲ့ Andaman ကျွန်းစုနဲ့နီကိုဘာကျွန်းစုရဲ့အစိပ်ပိုင်းလေးဖြစ်ပါတယ်ဒီကျွန်းရဲ့ဧရိယာကျယ်ကခန့်မှန်းခြေ60 စတုရန်ကီလိုမီတာရှိပါတယ်ဆန်ရီရဲ့ Iceland ရဲ့ထူးခြားချက်ကတော့ကျွန်းပေါ်မှာနေထိုင်တဲ့လူများမျိုးနွယ်စုတွေပါသူတို့ကလာသမျှလူတွေကိုရန်သူတို့သဘောထားပြီးတိုက်ခိုက်တဲ့အတွက်နာမည်ဆိုးနဲ့ကြော်ကြားပါတယ်ဒီလူမျိုးတွေကပြင်ပကဘာနဲ့အဆက်အသွယ်မလုပ်ဘဲတတိတခြားနေရတဲ့ကိုကြိုက်တဲ့လူတွေပါသူတို့ကကိုယ်ပိုင်စကားယဉ်ကျေးမှုနဲ့ထိုင်မှုပုံစံရှိတယ်လို့ကျွန်းသားကိုရောက်ခဲ့တဲ့သူတွေကပြောပါတယ်အဆိုပါလူရိုင်းမျိုးနွယ်စုကအန်ဒမန်ကျွန်းတစ်ဝိုက်မှာနှစ်ပေါင်းထောင်ချီကလေးကကူးပြောင်းနေထိုင်သူတွေဖြစ်ကြောင်းယူဆရပါတယ်သူတို့လူမျိုးရဲ့ရာဇဝင်ကတော့တိကျတဲ့မှတ်တမ်းမရှိပါဘူး။သမိုင်းပညာရှင်တွေကတော့ဒီဆန်လီရဲ့လူမျိုးတွေကပုံရိပ်နှစ်ပေါင်းများစွာကလေးကအာဖရိကကနေကူးပြောင်းနေထိုင်လာသူတွေဖြစ်ပြီးဒီကတိုလူမျိုးတွေရဲ့ကြံရှိတဲ့မျိုးနွယ်စုတွေလို့အကြံပြုထားပါတယ်။အခုချိန်မှာတော့ကျွန်းပေါ်ကလူကြီးက900ခန့်ပဲရှိပါတော့တယ်။သူတို့ကကျွန်းသားကက်သမြလှေတင်မောတွေသာမကဘဲနဲ့ကျွန်းပေါ်ကနေဖြတ်တန်းတဲ့အနှိပ်ပြန်လေးတွေကိုပါလေးများနေချိန်ရွယ်ပြီးရှင်မြူတက်တာကြောင့်နာမည်ကြီးပါတယ်။ပြင်ပမှလာတဲ့လူတွေကိုတိုက်ခိုက်ပြီးရာဇဝတ်မှုတွေလုပ်နေတာကသူတို့ရဲ့အမှုကျင့်ပါအခါကအိန္ဒိယကုန်တဲ့တယောက်ရဲ့တင်မောဟာကျွန်းနီးမှာရှိတဲ့တနာကြောင်တန်းပေါ်မှာနစ်မြုပ်ခဲ့ပါတယ်။တင်မောဘော်ကအသက်ရှင်ကျန်ရတဲ့ခရီးသည်တွေနဲ့တင်မောသား106ဦးတို့ဟာကျွန်းပေါ်ကိုတက်ရောက်ခုံနေပါတယ်။အဲဒီအချိန်မှာကြောက်စရာကောင်းတဲ့အတန်တွေနဲ့တူလေးများကိုချိန်ကသူတို့ကိုရန်မှုတက်ခဲ့မဲ့ဆန်လီရဲ့ကျွန်းသားတွေထွက်လာပါတယ်။သူတို့ကကျွန်းသားတွေရဲ့တက်ခတ်မှုကိုခံခဲ့ရပြီးနောက်ဆုံးမှာအိန္ဒိယတောင်ကြီးတွေကတွေ့ရှိခဲ့ပြီးကယ်ဆယ်ခဲ့လို့လွတ်မြောက်ခဲ့ပါတယ်။ကျွန်းသားတွေရဲ့တက်ခိုက်တာကိုရဲဆက်ဆက်ခံခဲ့ရတဲ့လူတစ်ယောက်လည်းရှိလို့နေပါတယ်။သူကတော့အသက်26နှစ်ရှိတဲ့ခရစ်ယာန်ဘာသာဝင်ဂျွန်လန်ချောဆိုတဲ့အမေရိကန်ခီးသွွားတစ်ယောက်ပါသူကဆန်လီယေကျွန်းကိုသွားကျင်ခဲ့ပါတယ်ဒါပေမဲ့အိန္ဒိယအစိုးရက20ရာစုအလယ်လောက်ကတည်းကဘူးမှမသွားဘူးသတ်မှတ်ထားတာပါဒါကိုသွားကျင်တဲ့ဂျွန်လန်ချောကတံငါသည်တစ်ယောက်ကိုလက်ထိုးပြီးကျွန်းပေါ်ကိုရောက်အောင်သွားခဲ့ပါတယ်ကျွန်းပေါ်ကိုရောက်တော့ဆန်လီယေကျွန်းသားတွေကိုဂျွန်လန်ချောကခရစ်ယာန်ဖျားသခင်ကြောင့်ဘာသာတရားတွေကိုစပြောပါတယ်အဲဒီအချိန်မှာဆန်လီယေကျွန်းသားတွေကမြားနဲ့ပြစ်တဲ့အခါကံကောင်းစွာနဲ့ပဲလက်တစ်ဖက်ကကင်ထားတဲ့စာအုပ်ကိုသာထိသွားပါတယ်အဲ့ဒါနဲ့ကျွန်းပေါ်ကနေပြန်လှည့်ပြေးခဲ့ရပါတယ်။ဒါကိုဂျွန်လန်ချော့ကဒုတိယအကြိမ်ထပ်ကြိုးစားခဲ့ပြီးမအောင်မြင်ခဲ့ပါဘူး။သူကျွန်းပေါ်ကိုတတိယအကြိမ်ထပ်ရောက်တဲ့အချိန်ကတော့သူ့ဘဝရဲ့နောက်ဆုံးနေ့ပါ။ဘာလို့ဆိုကျွန်းသားတွေကဂျွန်လန်ချော့ကိုတက်ဖြတ်ပြီးစားတောက်ခဲ့ကြလို့ပါပဲ။သူတို့ဒီလိုလုပ်နေတာအခုမှမဟုတ်ဘူးဟိုးရင်ကလေးကပါ။2006ခုနှစ်မှာကျွန်းနီးကိုကပ်ပြီးတဲ့တငါးတဲ့2ယောက်လဲအသက်ဆုံးရှုံးခဲ့ရပါတယ်။1992ခုနှစ်မှာအစိုးရအဖွဲ့တစ်ဖွဲ့ကအုံးသီးနဲ့အခြားစားစာတွေကိုပေးပြီးရင်းနှီးအောင်လုပ်ပါတယ်။ဒါပေမဲ့ပေးတဲ့ပစ္စည်းတွေကိုသာလက်ခံပြီးကျွန်းပေါ်ကိုတော့မလာနိုင်အောင်ဒိန်းများတွေနဲ့ရဲမှုနေပြီးမလာသေးခြင်းကြောင့်ကိုပြသနေပါတယ်2004ခုနှစ်မှာဆန်ရီယေကျွန်းသားမှာဆူနာမီဖြစ်ပါတယ်အစိုးရကဆူနာမီဖြစ်တော့ကျွန်းသားတွေတခုခုများဖြစ်နေမလားဆိုပြီးဂျက်လီရင်နဲ့လာကြည့်ပါတယ်ဒါပေမဲ့ဒီကျွန်းသားတွေကဘာမှမဖြစ်ပဲလာကြည့်တဲ့လေရင်ကိုတော့မြားယူနဲ့ပြစ်ခဲ့ကြပါသေးတယ်ဒီဆန်ရီယေကျွန်းပေါ်ကလူတွေရဲ့ထူးခြားချက်ကတော့သူတို့ကတာမန်ဖျားနာတာတွေကိုတော့ခံနိုင်ရမရှိတာပါ1880မှာဗြိတိရှအရာရှိမော်ရစ်ဘီတဲ့ပုံမှန်ဆိုတဲ့လူကအန်ဒမန်ကျွန်းစုမှာပါဝင်တဲ့ဆန်ရီယေကျွန်းသားတွေကိုစူးစမ်းဖို့ကြိုးစားခဲ့ပါတယ်ဗြိတိရှအရာရှိကဆန်ရီယေကျွန်းသားတစုကိုဖမ်းပြီးပေါ်ပလဲခရိုင်ကိုခေါ်ဆောင်လာခဲ့ပါတယ်။ဘယ်ယောဂါကိုမှမထိတွေ့ဘူးတဲ့သူတို့ကိုဗြိတိရှတို့ခေါ်သွားတဲ့အချိန်မှာအပြင်ကဘက်တီးရီးယားဗိုင်းရပ်တွေနဲ့ထိတွေ့ပြီးဖျားနာတာတွေဖြစ်ကုန်တယ်။ဒါပေမဲ့ဆန်ရီယေကျွန်းသားတွေကကိုခံစွမ်းအားမရှိတဲ့အတွက်ကြောင့်မို့ပဲတည်ဆုံတာတွေဖြစ်သွားပါတယ်။ဗြိတိရှတွေကအသက်ရှင်ကျန်ရစ်ခဲ့တဲ့ကျွန်းသားတွေကိုတော့ပြန်ထုတ်ပေးလိုက်ပါတယ်။ဒါကြောင့်ပဲအိန္ဒိယအစိုးရကဆန်ရီယေကျွန်းသားတွေကိုတဘာဝအတိုင်းပဲလွတ်လပ်ခွင့်ပေးထားပြီးကျွန်းသားကိုဘယ်သူမှမလာနိုင်အောင်အိန္ဒိယရေတပ်ကကျွန်းနဲ့ရေမိုင်း9မိုင်ခန့်အကွာကနေတင်မောတွေနဲ့ကင်းလှည့်နေပါတယ်။ဒါကကျွန်းသားတွေအတွက်လည်းကောင်းမွန်စေတယ်လို့အပြင်ကလူတွေအတွက်လည်းအန်ဒီရများတဲ့ဒီကျွန်းကိုလာရောက်တော့မှာမဟုတ်ပါဘူး။ဆန်ရီယေကျွန်းကလာသမျှလူတွေကိုရန်မှုပြီးတချို့သူအသက်ဆုံးရှုံးရတဲ့အထိပါ။လာသမျှလူတွေကလည်းကျွန်းသားတွေနဲ့တွေ့တဲ့အခါဆိုးဝါးလာတဲ့အခြေအနေတွေနဲ့တွေ့ကြုံနေရတာကြီးပါပဲ။ဒါကြောင့်ဒီကျွန်းကနာမည်ဆိုးနဲ့ကြော်ကြားလာပြီးကမ္ဘာအန်ဒီရရှိသောကျွန်းတွေကတခုဖြစ်လို့နေပါတယ်။